ချစ်တဲ့မိသားစုတယောက်စီတိုင်းကိုမင်္ဂလာနေ့တည်လေးပါဒီကနေ့29ရက်လ2026ခုနှစ်ရဲ့မင်္ဂလာနေ့တည်လေးထဲမှာထာဝရဘုရားသည်သင်ကိုကောင်းချီးပေးဆောင်မတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နှာတော်အလင်းကိုလူရည်ကြည်နာကျေးဇူးပြုတော်မူပါစေသောထာဝရဘုရားသည်သင်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောအာမင်ချစ်တဲ့မိသားစုများဒီကနေ့ယေရမိအနာဂတ်ကျမ်းခန်းကြီး3အခန်းငယ်24 25ကိုအတူတူပါဆင်ခြင်ခွင့်ရကြရအောင်ငါဝိညာဉ်သဘောမှုကထာဝရဘုရားသည်ငါ၏အဖို့ဖြစ်တော်မူ၏ထို့ကြောင့်ကိုရောကိုငါမျှော်လင့်ပါ၏ကိုရောကိုမျှော်လင့်သောသူနှင့်ကိုရောကိုရှာသောသူ၏စိတ်ဝိညာဉ်အားထာဝရဘုရားသည်ကျေးဇူးပြုတော်မူ၏ဟာလေလုယာချစ်တော်မိသားစုများယေရမိမြည်တမ်းစကားလို့ပြောတဲ့အခါမှာသူလူတွေတိမ်သွားခြင်းကိုခံရတဲ့အခါမှာဘာဘလုန်ထဲကိုတိမ်သွားခြင်းကိုခံရတဲ့အခါမှာဆိုတော့သူရဲ့အဲ့ဒီရောက်ကြိုမြင်တဲ့ကြိုသိတဲ့တွေ့ရတဲ့အခါမှာသူကဘာမျောလင့်စရာရှိပြီလို့လဲဆိုတော့ဘာမှမျောလင့်စရာမရှိချစ်တဲ့မိသားစုများလူတစ်ယောက်ပါလေဘာမျောလင့်စရာမရှိတော့ဘူးဆိုရင်ဒါစိတ်ဓာတ်ကျပြီ depression ပေါ့စိတ်ဓာတ်ကျအာရုံစိတ်ပြည့်ကုန်ရဲမှာဆိုတော့မှာငါဝိညာဉ်သဘောအားတဲ့ယေရမိကျတော့ထာဝရဘုရားသည်ငါအဖို့ဖြစ်တယ်အခုတော့သူရဲ့အခြေအနေတွေလောကမှာပိုင်ဆိုင်တဲ့အရာတွေမလွယ်တော့ဘူးရန်သူလက်ထဲရောက်သွားပြီဘာဘလုံရှင်ဘုရင်လက်ထဲကိုရောက်သွားပြီဘာဘလုံအင်ပါယာအဲ့ဒီအချိန်မှာတိုးချဲ့တဲ့အခါမှာဆိုတော့အဲ့ဒီရှင်ဘုရင်လက်ထဲရောက်သွားတဲ့အခါမှာထာဝရဘုရားသည်ငါအဖို့ဖြစ်တယ်ဟာလေလုယာအဲ့ဒါရမှန်ကန်တဲ့အရာဟုတ်တယ်ချစ်တယ်မသားဆိုရထာဝရဘုရားသားလေကျွန်တော်ရဲ့အဖို့ဖြစ်တယ်ဆိုတာသဘောပေါက်သွားပြီဆိုရင်လောကရဲ့အခြေအနေဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ရဲ့အတ္တဓမ္မညှိသိချင်းရှိတယ်။ဘုရားငါအဖို့ဖြစ်တဲ့အတွက်ကြောင့်ကိုယ်တော်ကိုငါမျှော်လင့်ပါ၏။အခြေအနေပေါ်မှာမမျှော်လင့်တော့ဘူးကိုယ်တော်ကိုပဲမျှော်လင့်တော့တယ်။ဆိုတော့ဆက်ပြောထားတယ်ကိုယ်တော်ကိုမျှော်လင့်သောသူနဲ့ကိုယ်တော်ကိုရှာသောသူရဲ့စိတ်ဝိညာဉ်အားထာဝရဘုရားသည်ကျေးဇူးပြုတော်မူ၏ဟာလေလုယာ။ဆိုတော့ဘုရားသခင်ကလည်းသူ့ကိုမျှော်လင့်တဲ့သူသူ့ကိုရှာတဲ့သူတယောက်ရဲ့စိတ်ဝိညာဉ်ကိုသူကကျေးဇူးပြုတဲ့ဘုရားဖြစ်တယ်။ဒါကြောင့်ချစ်တဲ့မိသားစုများကျေးဇူးပြုပိုင်သောအရှင်မဆာကောင်းကြီးပေးနိုင်သောအရှင်ဟာထိုဘုရားသခင်တပါးစီရပဲဖြစ်တယ်။ဆိုတော့အဲ့ဒီဘုရားသခင်ကြီးကတပါးတည်းသောဘုရားသခင်ကြီးရပဲဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဘုရားသခင်ကိုဒါရွေးကိုးစားမျှော်လင့်ဖို့အတွက်ကျွန်တော်ရဲ့အတ္တဓမ္မအမတမအရေးကြီးပါတယ်။ဆိုတော့အဲ့ဒီဘုရားသခင်ကိုတကယ်ပဲကိုးစားမျှော်လင့်တဲ့သူတယောက်ရဲ့စိတ်ဝိညာဉ်ကိုဘုရားသခင်ကကျေးဇူးပြုတယ်လို့ပြောတဲ့အခါမှာဘုရားသခင်ကအဲ့ဒီစိတ်ဝိညာဉ်ကိုကျေးဇူးပြုပြီးဆိုရင်ကျွန်တော်ရဲ့အသက်တာထမှာလိုအပ်တဲ့အရာတွေလိုချင်တဲ့အရာတွေကကျွန်တော်ရဲ့အသက်တာကိုအဲ့လိုကျေးဇူးမပြုနိုင်မပြည့်ဝစေနိုင်ဘူးမနစ်သိစေနိုင်ဘူးဒါပေမဲ့ဘုရားသခင်ရဲ့ကျေးဇူးပြုခြင်းကြတော့ကိုရောကိုရှာတဲ့သူတယောက်ကိုရောကျေးဇူးပြုတဲ့အရာတော့ကတကယ်ဘဝအသက်တာမှာနစ်သိခြင်းတွေငြိမ်သက်ခြင်းတွေအပြင်ကအခြေအနေမကောင်းပေမဲ့နှလုံးသားထဲမှာတကယ်ပြည့်ဝခြင်းနဲ့ခံစားမှာဖြစ်တယ်။ဒါကြောင့်ချစ်တဲ့မိသားစုများဒီနေ့လောကကြီးထဲမှာလေလူချင်းတောင်းတမှုများနေတဲ့ဒီလောကကြီးထဲမှာကိုရောကိုရှာကိုရောကိုမျှော်လင့်တော်သူတယောက်အနေနဲ့ဖယားသခင်ကအဲ့ဒီလူရဲ့စိတ်ဝိညာဉ်ကိုကျေးဇူးပြုပြီးဆိုရင်ဘဝအသက်တာထဲမှာလုံခြုံခြင်းတွေညီသက်ဝမ်းမြောက်ခြင်းတွေမင်္ဂလာအဖျားဖျားခံစားရမယ်ဆိုတာကိုဤနှုတ်ကပတ်တော်အားဖြင့်မြတ်တန်နေဝင်ငါတဲ့တင်းကိုဘုရားသခင်တာရကောင်းချီးပေးပါစေအာမင်ဒီနေ့တလုံးအတွက်ဆုတောင်းဆက်ကအနိုင်ရအောင်ဘုရားသခင်ကိုရရဲ့ကျေးဇူးတော်ကြောင့်တညတာအေးဆက်ခြင်းနဲ့တကွာကျမ်းစာနိုးထခွင့်ကိုရပေးတဲ့အတွက်အထူးကျေးဇူးတင်တယ်ကိုရောကိုရှာတဲ့သူရဲ့စိတ်ဝိညာဉ်ကိုကိုရောကျေးဇူးပြုတယ်ဆိုတဲ့နှုတ်ကပတ်တော်မှာလည်းတဲ့အတိုင်းပဲနှုတ်ကပတ်တော်ကြားသူရောက်တိုင်းတဲ့မှာကိုရောကိုရှာပြီးမှကိုရဲ့ကျေးဇူးပြုခြင်းကိုအရောက်တိုင်းခံစားရခြင်းအဖြစ်ဒီနေ့တနေ့တာလုံးဟာဘုံတော်ထင်ရှားစရာနေ့တစ်သက်ဖြစ်စီမံအကြောင်းသခင်ရှုခရစ်နာမနဲ့ဆုတောင်းပါတယ်မြတ်တော်ရှင်ဖခင်သခင်အာမင်